တော်ရဲ့ဘုံတော်ဤရမစင်တဖုံအိုဝမ်းချုံမြင်တွေ့ကသခင်ရဲ့တန်ရှင်တဲ့အိုလာပါမျက်နာတွေ့ဝေအော်ပြီးငေချီရဲ့ဖြူစင်တဲ့သူငယ်ထိုင်တန်သူအရှိန်ဟုန်ကြီးမှမျက်မှောက်ထဲမှာဟူတွင်နှံရှိုက်ရှင်တဲ့မျက်နာတော့တန်ရှင်တဲ့မျက်နာတော့တသက်လုံးမြဲရှိခြင်းဆုံးရာကိုရောမျက်မှောက်တော့သာချာရတဲ့ထောင်ထဲတာ၍တောင်းတနေရရဲ့ဘုံတော်ဤရမစင်